ယူဘာလုပ်တာလဲဦးလေးအမွှေးနဲ့ထုံးဆို အေးလေအမွှေးနဲ့ဒုက္ခနေတာလေဒါခြေစင်းဝေးကြီးလေ ဒီကောင်လည်းငိုးထွက်တယ်လေ ဩဒုက္ခပါပဲကွာငါအဆုတ်မကောင်းဘူးတော့တေအောင်လုပ်နေတာလားမထွန်းနဲ့ဩဒုက္ခပဲတပည့်မွေးပါဘူးဘယ်လိုကောင်းမွေးမိမှမသိပါဘူးကွာဒုက္ခပါဟုတ်လေဒီနေ့ဟောကမဖွင့် ဟောကမဖွင့်ဟာဘယ်မှာစားမလဲ အမို့လေ ဒါပေါ်မှာစားမယ် ဒီပုံစံနဲ့ကျွန်တော်အလှပင့်လာတာဒါဘေးတွေတော့မြောက်ပါလားအဲ့လိုထင်တာလေပုံစံလေးကြည့်ဦးလေ တခါတည်းမှာအပြောင်းလဲဆိုတာလုပ်ပြရတယ်ဒီနေ့ကဓာတ်ကြတဲ့နေ့မလို့ဓာတ်ရောင်ဆင်လာတာ အော် ဓာတ်ကြတယ် ဓာတ်ကြလို့ဓာတ်ဆင်တာ ဟုတ်တယ်ဓာတ်ဆင်လာတာ ဓာတ်ဆင်တာဟုတ်တယ်အဲ့ဆိုဓာတ်တော့မသွားရင်အိမ်နာမှာပိတ်အစင်မပြေဘူးနဲ့ထိုးကြအောင် ဒီငါလည်းဓာတ်ချုပ်နေတာပဲတော့ အဲ့ ဘာလို့ချက်ပြောနေတာလို့ ဦးလေးမဓာတ်ဆို ဩအဲ့ဒီဓာတ်ကိုပြောတာမဟုတ်ဘူးဒုက္ခပါပဲကွာမင်းကိုသင်ရတာဒုက္ခပဲအဲ့ဒီဓာတ်ကိုပြောတာမဟုတ်ဂျိုစီဂျိုနဲ့ရရဓာတ်ဆိုတာမျိုးရှိတယ် အဲ့တော့အဲ့တော့လာမင်းမဲ့လူတွေမရှိသေးခင်မှာသင်ကကြိတ်ပြီးတော့သင်ထားတယ် နော်တော့လည်းတင်ခြင်းအဲ့ဘေးရင်ကြောင့်ဦးလေးတို့ကျွမ်းရင်ဟောတော့တင်ခြင်းနေတာ ဘေးရင်ပညာဆိုတာပြောတတ်ရုံဟောတတ်ရုံနဲ့ဘေးရင်ဆရာမဖြစ်ဟိတ်ဟန်လဲလို့တယ် ဟော တစ်ဖက်ကယုံကြည်သွားမယ်အားကိုးလောက်ပုံစံမျိုးဖြစ်သွား ဟဲ့ရလဲလို့အောင် ဟိတ်ဟန်လဲလို့ရမယ်ခုဘက်ကဟိတ်ဟန်အရေးကြီး ဟောချက်တွေဒီရားလေရောက်ခံပေါ့ ပြောဆိုတာဒါလူဘေးရင်ဆရာလည်းလွယ်လေလေး ဟဲ့ကဟဲ့ ဟိတ်ဟန်ဆိုတာအရေးကြီးတယ်ဘုံပုံဆောင်ဝင်နေဖို့ထိုင်ဖို့အိုက်တင်နေပေါ့နော်ဟိတ်ဟန်လို့လေနောက်ဆုံးငါပြောပြမယ်အတွင်းကြကြပြီးထားဖို့ပြောပြငါကြည့်လို့မျက်မှောင်ကျုံလိုက်ပြီဆိုတာနဲ့မပြောမယ်စကားဂျိုစီဂျိုနေမကောင်းဘူး အော်ကျွန်တော်ဦးလေးကိုကြည့်နေရမယ်အရေးကြီးဦးလေးမျက်မှောင်ကျုံလိုက်ပြီဆိုတာနဲ့ ဂျိုစီ ဂျိုစီဂျုံနေမကောင်း မ ဘူး ကောင်းဘူး အဲ့တော့ကျွန်တော်ပြောပြ ညာမေးတဲ့လူပြောရဟုတ်ပြီနော်ငါဘာလိုက်ရဘယ်ကငါတင်နေလဲငါကြီးရမေးကြည့်စားမလို့ဒုက္ခပါကွာ တိလေအကြီးတော့တင်တော်မသိတရားထင်တာလေ အကြီးရဆက်လိုက်ပြီရောက်လို့ကွာဆိုရှိပြီဆိုတာနဲ့မြတ်ဘာလို့ကဲခလိုက် ဟောအေး ငါမေးတဲ့လူဟာအဲ့ဒါရရအောင်လို့ကြည့်တာ ဟောခုနဂျိုစီဂျိုနေမကောင်းမျက်မှောင်ကျုံရင်ရေအောင်လို့ ရရအောင် ဟောကျွန်တော်တော့ရေးချင်ကြည့်လို့ပို့ပေးရမှာ ဒါပေါ့ ဟောနောက်တော့ပို့ပေးရမှာ ဘယ်ဆိုတာဆရာရဲ့အရေးကဲကိုကြည့်တော့ဟာဒါကျွန်တော်ဆရာကလက်ပေါင်းကြည့်ပါအဲ့ဒါခဏဇာမေးတဲ့လူဂျိုစီဂျိုနေမကောင်းဘူးခင်ဗျားတို့အဲ့မှာငါပြုံးအားပါရှိလိုက်လို့ဟာခဏတို့ပုံနေသွားပြီ ရေအောင်ပြီ ရရအောင်ဆရာပြည့်ရရအောင် မှတ်ထားမယ် မှတ်ထားနော် မှတ်ထား လက်ပေါင်းတို့ရင်လက်ပြော ညမောင်ကျုပ်ရေအောင်တာမဟုတ် ငါတော့အခါးတွေတွေ့ရင်တော့မယ် အော်ဂျိုစီဂျိုနေပြန်ပြောမယ်နော်လက်ပေါင်းတို့ရင် ဂျိုစီဂျိုနေမကောင်းဘူးခင်ဗျားတို့အော်ဟာဆိုရင်ရေအောင်တာ ရရအောင်လား ရေအောင် မှတ်ထားနော် တော့အဲ့နှလုံးနဲ့တော့တွဲစီအောင် ဟာလေးတဲ့လာဟာကို လာပါခင်ဗျာထိုင်ပါဗျအနည်းထိုင်ပါဟော ကမကြီး တခါမှယူထားပေးလိုက်ပါ အေးပြလိုက် ပေးကူပေးလိုက်နော် အေးပဲဟာဟုတ်ဘူးလေအဲ့တော့ပြောတာမဟုတ်ဘူးကမကြီးဆိုတာက तू ကလူတန်းနေကြရောတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတရားအားထုတ်တယ်ရမ်းရတော့သူ့စဉ်းစားပြီးကမကြီးကိုခေါ်လိုက်တာဒီကမကြီးရောက်လာတဲ့အကြောင်းကသူ့တာလေးပျောက်သွားလို့ပြတ်ပလာတာကြာလို့ဒီလိုလာခဲ့တာဟုတ်တယ်ဗလား မှန်လိုက်တယ်ဆရာရဲ့တကယ်ကိုမှန်တာပါအဲ့ဒါကြောင့်လို့ဆရာနာမည်ကြီးကိုဆရာကတန်းလာတာဆရာဟုတ်ပါတယ်ဆရာဟုတ်ပါ ဟုတ်တယ် မှန်လိုက်တယ်ဆရာဘာမှမပြောပါသေးဆရာမှန်လိုက်တာ မှန်မယ် ဟုတ်ကဲ့ပါဆရာ နာမည်တစ်လုံးနဲ့နေတာ ဟုတ်ကဲ့ပါဆရာ ဗေဒဝိဇ္ဇာဆရာနှွားတဲ့နာမည်တစ်လုံးနဲ့ ဟုတ်ကဲ့ပါဆရာ ဟုတ်တယ် အဲကြောင့်လည်းလာတာပါဆရာ ရေအောင်ပြီဆရာရေအောင်ပြီ ဒီကြလည်းဘာမှမပေးရသေးဘူးဘလို့အောင်အောင်ပါလဲဟုတ်ပြီအောင်အောင် ဘာလို့ရှောက်ပြောနေတာလဲဘာလို့ရှောက်ပြောနေတာလဲအော်အဲ့ကလေးကဂျိုစီဂျိုနေညံ့နေတာဗျာဂျိုစီဂျိုနေညံ့နေတာ ပြောပါဦးဆရာရဲ့ ဒု ပြော က္ခ ပါ ပါဒုက္ခပါပဲဟိုတောင်းပန်ပါလေဟုတ်ကဲ့အာယုံပြလိုက်တော့နေစပ်ပါခဏလေးငါအာယုံခံနေတာအာယုံခံနေတာအမကြီးရဲ့သားစီက
မိန်းမတယောက်နဲ့ခြားရောက်သွေးဆောင်ခြင်းကိုခံနေရတယ်ပြန်တော့လာပါလေ ဟာဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဟာဟိုအန်ဒီရဲ့တောင်ကျွန်တော်သိတယ်လေ ဟုတ်ကဲ့ ဟိုနာခြံထဲမှာဘဝရောင်ဝတ်ထားတဲ့ကောင်မလေးနဲ့ဟဲဖတ်ပြီးပလူးနေတာဟာပလူးနေတာ အဲ့လာပြောနေရတယ်ကျမသားလေးဆိုတာလူမဟုတ်ဘူးရှင်ခွေးလေး6ရက်လမ်းအောင်မ6တတ်ဘူး တိခါတော့တော့ဟိုတင်ညာသေးဆိုတော့သူချင်းရမရလေးပြောနေတာခဏလေးဟုတ်ပါတယ်ဒီအမကြီးပြောတာမှန်တယ်ဘွားရောင်လေးဆိုတာကဘွားရောင်တရရှိတော့ခွေးမလေးကခြားရောက်သွေးဆောင်ပြီးခေါ်သွားတာဟမ်ဘလို့အနောက်ရက်ဆူဘာရဲ့ ငါးရ လာလိုက်မသိပါဘူးလားဘာလို့ရှောက်လို့ဒီလားမသိဘူး ဟိုငါးထိုးပြီးတော့ကျွန်တော်ငါး ဟုတ်တယ်အာယုခံနေတာဗျာဒါလေးကျိုးတာ ဘာမှလည်းမပြောနဲ့တော့ခွေးလိုလူလိုကျမလာမေးတာခွေးကိုလာမေးတာစိတ်ကိုစွတ်တယ် ဟုတ်လေအာယုတော့ခံရဘာလို့ရှောက်တာသိလုံးနေတာလေ ဘာမှမခရုံပါဘူး ဘာကတော့ပါလဲမျက်နှာကတက်မနေသွားလိုက်ကန်ဒုက္ခပဲဒီမှာငါတို့ဖိနေလို့ညဘာလို့ရှောက်တော့ခွေးဘဝရောင်ကြီးရောဘာလို့ရှောက်တော့မလဲလိုက်ခါနေရတော့ကွာဒုက္ခပါပဲ ဦးလေးကိုတင်ပြလိုက်ငါအရေးထုတ်စီတော့ပန့်ဖို့ပဲဘူးတဲ့ရှိတော့ကျွန်တော်လုံးဝရဲရအောင်ချတာပေါ့ အဲ့ဒါကဟောပြီးပြောပြီးမှလိုရမှာလေဟောပြီးပြောပြီးတော့မှဟင်းဆိုရှိတော့မှအဲ့ဒါရရအောင်လေသူမျက်မှောင်ကျုပ်တယ်ဆိုရင် ဂျိုစီဂျိုနေနဲ့ အေးအဲ့ဒါကြမှာရရချူတော့ အဆောင်မတစားလာပြီးတော့နှုတ်တာကိုကိုင်တာရော6တော့ရောက် ဆိုတော့ဈေးကမပေါ့သေးတယ်ရှားတယ်မှာဒီကတဲ့ဒီရဲ့အချစ်ရဲ့ကန့်ဟာဒီနေ့တည်းမှာတော်တော်ညက်ဒီလိုအခြေရပေါ့နော်ဟောဆရာကြီးပြောချင်တာဒီလိုမင်းဂျိုစီဂျိုနေညံ့နေအဲ့တော့အချစ်မှာကန့်ခဲ့တယ်ဂျိုစီဂျိုနေညံ့ဟုတ်တယ်မလား ဟုတ်တယ် အဲ့လိုပြောချင်တယ် ငါဘက်ကပြောလို့မရလို့ဘယ်လိုဟုတ်ကဲ့ပြောလို့မရထွက်လို့မရဟုတ်ကဲ့အဲ့တော့ရေရချေရမယ်ရေရချေရမယ်ဆိုတော့မိကောင်းမလေးအရှင်မှာဆူရှိတော့အဖေဆူရှိတော့ပြင်စဉ်းစားကြည့်ရှိနေ ဟုတ်ရှိတယ်ဆရာရှိတယ်ဟုတ်ပြီရှိအဲ့ဒါလေးပဲအဲ့ဆူရှိတော့အပင်ကိုမင်းကိုယ်နဲ့ရှိသမျှပင်ကိုတုတ်တော့နှုတ်ကြလှုပ်လိုက်ချက်ချင်းမိကောင်းမလေးပြန်ပြီးဆက်သွားလိမ့်မင်းနဲ့ဆက်တယ်ပြန်နေကောင်းမလေးမိပြန်ပြီးဆက်သွားလိမ့် ဟုတ်ကဲ့ဆရာဟုတ် အဲ့ဒါဆရာရဲ့ရေရဟုတ်ကဲ့နော် ဆရာကြီးပြောတဲ့အတိုင်းကိုတည်ချာလုပ်ပါမယ်ဒါဟိုဆရာကြီးအတွက်ကူငွေပါဟုတ်ကဲ့ဟာကောဘလို့ပြောလိုက်တာဟိုငါ့ဘူးကွာမင်းချွတ်နေကွာမင်းဟိုညံပူစော်တွေလောက်စမ်းပါကျွန်တော်မပြောတတ်လို့ပါခင်ဗျဟိုဒါဆရာကြီးအတွက်ညံပူစော်ကပါဟိုကျွန်တော်ကောင်မလေးနဲ့အဆင်ပြေပြီးတော့ကျွန်တော်ကောင်မလေးပြန်ဆက်သွယ်ပြီဆိုရင်ဒီထက်မကတဲ့ညတဲ့ညံပူစော်ကတွေနဲ့ဆရာကိုလာပြီးတော့ခရောက်ပါမယ်ခင်ဗျ အော်ကောင်းတာပေါ့ကွယ်ကောင်းတော့အေးဆရာသမားတိကတယ်မစိုးဘူးအေးဟုတ်ပြီကဲငါပေးတဲ့ရေတွေကအောင်မြင်ပါစေကွာ ဟုတ်ကဲ့ပြီးတဲ့ဆုနဲ့ပြည့်ပါစေဆရာကြီးတော့လိုက်ပါမယ်ခင်ဗျ အေးဟုတ်ပြီဒါမျိုးလေးညာလာအောင်လုပ်လို့လုပ်ပဲနော် ။အော်မင်းရတယ်ဘာလို့ရမှာလို့ဘာဖြစ်လို့လို့မြန်ဒီနေ့ကတော့စားလို့တောက်လို့ရနေပြီတော့ အော်ဘာလို့လို့ဟုတ်လား အေးလေ ဒီမှာအိမ်လာကပြည်တော့မယ်ဆရာအိမ်လာကပြည်တော့ဒါမျိုးလေးညာလို့လေအဲ့လို အေးလားက ဟုတ်တယ်အိမ်လာကပြည်တော့ အဆူကဘာလို့อ่ะ ဟောဆရာကြီးဒါတော့မြန်ဆရာကြီးကြောက်ကျွမ်းတယ်ကိုယ့်ကိုရဲရချီလीကိုယ့်ကိုချီ ကိုယ့်ကိုချေရ ချီရမှာ ကိုယ့်ကိုချေ ဩဘာတွေချီနေတာလဲရဲနေရလေ ဟုတ်တယ်ကိုယ့်ကိုချေဖို့တော့စဉ်းစားနေတာကိုယ့်ကိုချေဖို့တော့စဉ်းစားပြည်ရင်ဆရာလေကိုယ့်ကိုရေရချေရတယ်လား ချီရမှာဟော ပြည်ရင်ဆရာလေကိုယ့်ကိုရေရချေရတယ်ဘယ်လိုကြီးဗေဒဝိဇ္ဇာဆရာနှွားတဲ့နာမည်တလုံးနဲ့ပြည်တာအဲ့တော့ဆရာနှွားရဲ့ဇာတာလေးကိုစစ်စပ်ဝိဝါသင်္ကေတနဲ့တဲ့ဟုတ်တယ် ကြောက်တတ်ကြ အေး ဒီမောဟေးဟိုဒီနေ့ကဘလို့ထက်တာဟိုဓာတ်ကဘလို့ကြလို့လဲဟိုပေါ်တယ်အောင်အောက်တယ်အောင်
တို့ပြောပေါင်းနေကြတယ်ရှော့ထားလို့ဆရာမရှိဘူးကွက်တာမင်းရတယ်ကွာဒုက္ခကျွန်တော်တော့ဟုတ်ပြီကွာအေးဒီနေ့ဓာတ်တော့ဝဲကြโอเคတော့ဝဲပြလာစားတော့စစ်လာလို့စစ်တော့ချနိုင်အေးဆရာဟေးโอเคရောက်လာပြီဟိုဘယ်နဲ့ခိုင်းကြရအောင်မြင်တယ်မှာအကြီးရောဟာအကြီးရောအောင်နေတယ်ကြားလားဒါကကောင်မလေးဆက်သွယ်ပြီပေါ့ဆက်သွယ်တယ်ဒါမှနီးစပ်ဖို့တော့ပို့ပြီးတော့ဝေးသွားဘူးဟာဟုတ်ဘယ်လိုဖြစ်တာတော့မရဘာဖြစ်ရပါတော့ခင်ဗျားတို့သွားနှုတ်ခိုင်းတဲ့အဖေလေသူအနဲ့တလို့တန်ဖိုးထားပါတယ်ဆိုတဲ့အဖေကိုကြောက်ကနှုတ်လိုက်လို့အခုကြောက်ကိုရဲစခန်းတိုင်ထားတယ်ကြောက်ကရဲလာပါခင်ဗျားတို့နှုတ်ခိုင်းတဲ့ဆိုပြီးတော့ကြောက်ကပြတ်ချလိုက်တာဗျခင်ဗျားလေဟိုကျုပ်ဆရာကြီးကခင်ဗျားကိုကောင်မလေးဆက်သွယ်မယ်လို့ပဲပြောတာလေဟိုနောက်ပိုင်းဘာဖြစ်မယ်မဖြစ်ဘူးဆိုတော့မပါဘူးလေဟိုဆရာကြီးကမှန်တယ်လေခင်ဗျားမှန်တယ်လေဘာမှမှန်တာလေလကလုတ်စားတယ်အယူကြီးတဲ့ကြောက်သူစားပါငါစားတော့သူစားတာဘယ်လိုလဲရောခိုင်းရသူစားပါသူစားပါချက်ဘောကြီးကြောက်တယ်ယူကြီးတဲ့ပြောသွားပြီကဲငါဆက်တွက်ငါစားတော့ဆက်တွက်ကျွန်တော်တွက်တာတော့ဒီနေ့ဦးလေးကသွေးထွက်ကိန်းရှိသွေးထွက်တယ်လို့မြင်တယ်ဒီတော့သွေးထွက်ကိန်းရှိသွေးထွက်တိုင်းကိန်းရှိဒီအချီလို့တာကဘာလို့တာတော့ကျွန်တော်ပြောတာမှန်ပါပြီကျွန်တော်တို့တာမှန်ပါပြီတွေးထွက်ကိန်းရှိတယ်ဖေမတွေးထွက်သွားပြီအဲ့ဒါပြောပါကွာကျွန်တော်မိတ်ထားတာအဲ့တော့တွေးထွက်ကိန်းရှိတယ်လို့ပြောမင်းမှန်တယ်မင်းငါလည်းဆိုရတယ်မင်းထွက်တာပုံမှန်တယ်တွေးတော့တော်တော်ပုံအများကြီးထွက်သွားတာအဲ့ဒါအော်တော်